ဒီတစ်ခေါက်မှာတော့ပြည်ဦးလင်မျိုး KBZ ဘဏ်ခွဲအတွက်အဆင့်မြင့်ဆိုလာစနစ်တစ်ခုကိုအောင်မြင်စွာတက်ဆင်ပေးခဲ့ပြီးနောက်ပိုင်းပုံမှန်စစ်ဆေးပေးခြင်း Afradi Service ကိုတောက်ရောက်လှုပ်ဆောင်ပေးခဲ့ပါရဲ့ရှင်။တက်ဆင်ပေးထားသောပစ္စည်းများတော့16 kW inverter 51.2 volt 300 ampere battery နှလုံး610 watt ဆိုလာပြား20ချက်ပဲဖြစ်ပါရဲ့ရှင်။ကျောင်းချပြီးရင်ပြီးသွားပြီမဟုတ်ပဲတာဝန်ယူမှုအပြည့်နဲ့ရည်တည်ပေးနေတဲ့ SCT အဖွဲ့သားများပဲဖြစ်ပါရဲ့ရှင်။ဂူဂျီမီနိုရဲ့ယင်းနှိမ့်မြုံနှံမှုတွေတာရှည်ခံမှုစိတ်ချမ်းသာစွာနဲ့အဆင်ပြေပြေအသုံးပြုနိုင်မှုအတွက် SCT အဖွဲ့သားတွေကအကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့အမြဲအသင့်ရှိနေပါရဲ့ရှင်။ပစ္စည်းရောင်းချပြီးနောက်ပိုင်းမှာလည်းစိတ်နှောက်ယှက်ကင်းကင်းနဲ့ရေရှည်ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မှု SCT ကအစစအရာရာတောင်းယူဆောင်ရွက်ပေးနေပါရဲ့နော်။ဆိုလာစနစ်တက်ဆင်လိုသူများအတွက်အရေးသေးမြင့်ပစ္စည်းများနဲ့စိတ်ချရသော Afradi Service ကိုရယူဖို့အတွက် SCT ကိုယုံကြည်စိတ်ချစွာဆက်သွယ်လိုက်ပါရှင်။